ကျော်မျိုးမင်းအားပရိသတ်နဲ့အနုပညာရှင်တွေနဲ့ပြီးသွားရင်အနုပညာရှင်အချင်းချင်းကိုလည်းရန်တိုက်ပေးရမင်းတို့ဘောမတွေကလေနော်အခုက2025ခု2026အောက်တောင်ရောက်တော့မှကြာလားမင်းတို့အဲ့လိုမျိုးရန်တိုက်ရှင်တိုင်းတိုက်လို့မရတော့ဘူးနော်ပြည်သူတွေမှာအုံနောက်ရှိတယ်မင်းတို့ဘောမတွေငါမဆဲချင်ဘူးကြာလားမင်းတို့ရန်တိုက်ရှင်တိုင်းတိုက်မယ်တိုက်လို့ရတော့မှခင်မဟုတ်တော့ခန္ဓာကိုယ်စိတ်ခန္ဓာကိုယ်တစ်ခုစိတ်တစ်ခုနဲ့ကိုယ်စီတစ်ခုစီဖြစ်တဲ့အတွက်သူတို့ရှိနေတာရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီမှာဖြစ်တဲ့နာရဲ့ဖြစ်ထိုက်တာရဲ့ဖြစ်သွားတာရဲ့သုံးမျိုးကို तू မဖြစ်မနေထမ်းဆောင်ရတာဝန်ရှိတယ်လူတယောက်ကလူရဲလို့ကြီးဖြစ်လာရင်ဝတ္တရားကိုထမ်းဆောင်မယ်ဝတ္တရားတွေထမ်းဆောင်ရတယ်အဲ့တော့သူတို့အခုသူ့ဝတ္တရားကိုသူတို့ထမ်းဆောင်ပေးသွားတယ်ပေါ့နော်သူတို့ဖြစ်ချင်တာကဗျာဒါမှတော့စစ်တပ်အုပ်ချုပ်မှုသူမကြိုက်ဘူးလို့သူတို့ပြောချင်လိမ့်မယ်ဒါပေမဲ့โอเคအဲ့လိုမကြိုက်ပေမဲ့ငါတို့ဖြစ်တဲ့နာကဘာလဲမင်းโอเคဖြစ်တဲ့နာတော့ရွေးကောက်ပွဲငါတို့ကူညီပေးတဲ့နာပေါ့ဆိုတဲ့အတွေးမျိုးသူတို့မှဝင်သွားပြီလို့ကျွန်တော်မြင်တယ်ဒါတစ်ချက်ဒါကျွန်တော်ဘက်ကအကောင်းရှုမြင်ပြီးတာပေါ့နော်နောက်ကဖြစ်ထိုက်တာလည်းဒါပဲဖြစ်ကိုဖြစ်သွားမယ့်အရာလည်းဒါပဲဆိုတော့သူတို့သိဖို့ရတယ်အဲ့တော့ဖြစ်ချင်တာတွေကိုရင်မမေ့ထားတယ်ဖြစ်တဲ့နာတွေနဲ့ဖြစ်ထိုက်တာတွေနဲ့ဖြစ်ဖို့လိုအပ်တာတွေဖြစ်သွားမယ့်အရာတွေကိုသူတို့ဝင်လုပ်ပြီးသွားတယ်လို့ကျွန်တော်နားလဲတယ်နော်ကျွန်တော်ဘက်နဲ့ကိုလူမင်းတို့ဘာလို့ဆိုလဲဒါတက်ကြွနဲ့ဒရိုက်တာဖြစ်နေတော့သူကပါဝင်ပြီးသေးတယ်တခါတိကျဆောင်ပေးရင်တော့တစ်ချက်တည်းပြီးသွားပြီမဲ့ तू ကတိကျဆောင်ဖို့လူတွေတော့ तू ဟိုဒရိုက်တာတယောက်အနေနဲ့ तू ဟိုလိုလုပ်ဒီလိုလုပ်ဆိုတော့ तू လုပ်ပေးသွားသေးတယ်ဇန်ဟိုဘယ်လိုခေါ်မလဲ तू က guideline တွေပေးသွားသေးတယ်ဆိုတော့ဒါသူ့ရဲ့ဥဆောင်ပါဝင်မှုပေါ့ဗျာကိုလူမင်းတို့ဒရိုက်တာဝိုင်းဥဆောင်ပါဝင်မှုပေါ့ဆိုတော့ဘာပြောဒီလိုလုပ်တဲ့အတွက်သူတို့လည်းသူတို့ဘာလုပ်တယ်လဲဆိုတော့သူတို့သိသွားတယ်ပေါ့ပါတယ်အနုပညာရှင်တွေဆိုလည်းဒီလိုပါပဲတရုပ်ဆောင်သူပညာရှင်တွေအကုန်လုံးကသူတို့လာပြီးတော့ပြုတ်သွားကြတယ်တရုပ်ဆောင်ပြီးသွားကြတယ်တချို့အနုပညာရှင်တွေဆိုရင်ဟိုပညာမတတ်တာသိတာတယ်တချို့အနုပညာရှင်ပညာမတတ်တာသိတာတယ်ဟိုပညာမတတ်တဲ့အခါကျတော့ဗျာဟိုဒီလိုကိစ္စမျိုးကြရင်အဝတ်စားတော့ဘလို့ဝဲမှမသိတဲ့လူရှိတယ်နော်အဝတ်စားဘလို့ဝဲမှမသိပညာမတတ်တာဘူးဗျနော်တချို့ဆိုရင်လင်မယားနဲ့အပေါ်မှာ10ရန်အောင်အောင်ရလားမသိပါဘူးအဲ့လိုလူတွေကြတော့စာမတတ်ပင်ပညာမတတ်တွေဆိုတော့ဗျာသိတဲ့အတိုင်းပဲဟိုအဝတ်စားတော့ဘလို့ဝဲမှသူတို့ကောင်းကောင်းမသိတဲ့လူရှိတယ်တချို့ဆိုနော်ဘာလို့ဆိုတော့နွမ်းနဲလာလေးတွေဝက်လာပြီးတော့နွမ်းနဲလာတွေဝက်လာပြီးမျက်နှာမိတ်ကပ်မလိမ့်ပါနီမလိမ့်ဘာမှမလိမ့်မဲ့နေတာသူတို့ရဲ့မူရင်းအလှတွေကိုဖော်ပြတာပါဗျာနော်မူရင်းအလှတွေပေါ့ဆိုတော့ကျွန်တော်နားလည်တာမင်းသမီးတွေမင်းသားတွေခဏထားပါမင်းသမီးတွေဆိုတာသူတို့ကိုကင်မရာထဲမှာမလှမတားကြောက်တဲ့အထက်မှာထိဆုံးမလှမတားကြောက်တဲ့အထက်မှာထိဆုံးဒါပေမဲ့မလှမကြောက်တဲ့အထက်မှာထိဆုံးပါနေပြီမဲ့ဒီလိုဟာမျိုးလေးရောက်ကောမလှလည်းဘာဖြစ်လဲဆိုတဲ့ပုံစံမျိုးနဲ့ဟိုဗလဲစိတ်ဒုံဂျုံကြပြီးတော့ဟိုအရန်ကိုတခါလေစိတ်နှလုံးညှိုးနှွမ်းနေတဲ့ပုံစံမျိုးဖြစ်အောင်လို့အင်ကြီးအယောင်ကိုလည်းနွမ်းနန်းလေးအားလေးဝတ်တာမျိုးတွေကာလာကိုရှော့ပစ်တာမျိုးတွေအဲဒီမျက်နှာပါတီနှခမ်းတွေမလိမ့်တော့တာမျိုးတွေစသဖြင့်အဲ့ဒါမျိုးတွေလုပ်တဲ့လူပြရှင်ချိုးတယ်တွေ့ရတယ်မြို့ဖြစ်စေကမူသူတို့ဒီလေဒါလုတ်ကိုလောက်ရမယ်ဒါလုတ်တဲ့အရာဆိုတော့သူတို့လက်ခံလို့လုတ်တယ်လို့ကျွန်တော်နားလည်ထားတယ်ပြီးတော့သူတို့ဒါလုတ်တာကမှသူတို့တော့ဆက်ပြီးတော့ပူပြီးတော့ပြည်တယ်ဟိုဘက်ကအကောင်တွေကိုသူတို့ဟိုဘက်အကောင်တွေကျတော့သူလောလက်မခံတော့တာဆိုတော့လူပြရှင်တွေမှာလုတ်တာနှမျိုးပဲရှိတယ်ဗျသူတို့ယုံကြည်ချက်ကိုဆက်လက်ဆွဲကင်ထားတယ်ဆိုရင်ဒီစိတ်ကိစ္စမှာလောက်ပွားတယ်ကြောင်းမရှိဘူးဒါရှင်းလေးယုံကြည်ချက်ကိုတို့ယုံကြည်တာဗျာတို့ယုံကြည်တာထားပါတော့ NUG နဲ့ဒီဘေးအုပ်စုသူအားပေးခြင်းနဲ့စိတ်ဆန္ဒအပြည့်အဝရှိနေသေးတယ်ဆိုရင်တို့လာပူပေါင်းစရာအကြောင်းမရှိဘူးဘာလို့ဆိုတို့ယုံကြည်ကိုတို့ဆက်လက်မထောက်ပြီးတော့ခက်တီတီပဲနေမယ်ဒါပေမဲ့အဲ့လိုမနေဘဲနဲ့ဟိုဘက်အုပ်စုကငါမပူပေါင်းဟိုဘက်အုပ်စုနဲ့တော့ငါလောပတ်သက်တဲ့အကြောင်းဒါပေမဲ့ဒီဘက်အုပ်စုလည်းငါကြိုက်လို့တော့မဟုတ်ပေမဲ့ငါတို့လုတ်ပေးရမယ်ရလုတ်ပေးမယ်ဆိုတဲ့ဟာနဲ့လာတာမျိုးဆိုတော့ပြောရရင်တော့လက်ရှိဒီပွဲမှာလာတာကမျက်နှာငယ်လေးတွေပဲလာမျက်နှာသွယ်လေးတွေပဲလာမျက်နှာချောလေးတွေပဲလာကြိုက်သလိုလားဒီဘက်အုပ်စုကြိုက်တာမကြိုက်တာကသူတို့ရဲ့ခံစားချက်ဖြစ်ပြီးတော့ဟိုဘက်အုပ်စုကိုတော့လက်ခံနေတာမဟုတ်ပြန်ပေကြတော့ခင်ဗျာဒီနီဘင်းအုပ်စုကသူတို့အပြစ်တိုင်းတင်နေပဲဆိုတော့သူတို့သိပြီးသားအခုပဲကျွန်တော်ပြောတော့ကိုပေါက်လူမျိုးကအဝဲရင်ထိုင်ပြီးတော့သူတို့ YouTube မှာဝင်ငွေကောင်းရေးအတွက်ကိုပြည်တွင်းမှာကြံခဲ့တဲ့အမှုပညာရှင်တွေကိုဟိုလိုဒီလိုဆိုပြီးတော့ထိုင်ပြောနေတယ်သူတို့ခံနေရပြီဒီကပြည်တွင်းမှာအခုရိုက်ကွေးလုပ်တဲ့အမှုပညာရှင်တွေကိုယ်တိုင်သိရမှာသူတို့ကိုနင်းပြီးတော့မှကိုပေါက်တို့ပြည်ဟိတရားတို့ကပတ်စံရှာနေပြီဆိုတော့သိဖို့လိုတယ်ပတ်စံရှာနေပြီတကယ်ဆိုရင်သူတို့စေတနာရှိရင်ခင်ဗျာပွင့်နေပြီသူတို့ဒါအခြေအနေကိုနားလဲတယ်ဆိုရင်ပြည်တွင်းမှာနေတဲ့အမှုပညာရှင်တွေပေါ်မှာတကယ်စာနာစိတ်ရှိရင်သူတို့အတန်တိတ်ပြီးနေပေးရမှာပါစပ်ပိတ်ပြီးနေပေးရမှာဒါပေမဲ့မနေဘဲနဲ့သူတို့ကဘာဖြစ်လို့ပြောလဲဆိုတော့သူတို့ကလွတ်ရကြွရနေမှာရောက်နေပြီးတော့ပြည်တွင်းမှာကျန်နေတဲ့အမှုပညာရှင်တွေကြတော့ဟိုလိုလုပ်တယ်ဒီလိုလုပ်တယ်ပြောတယ်ဘာမှမပြောလဲဆိုတော့ social media YouTube မှာတက်ပြောတော့ YouTube မှာလူတွေက view တွေတက်တယ်လူတွေကဝင်ကြည့်ကုန်ဝင်ကြည့်တဲ့ကြည့်ရောအဲ့မှာသူတို့က view တွေတက်ပြီးတော့ YouTube ကနေဝင်ငွေတွေရတယ်ဒီဘက်ကလူပညာရှင်တွေဖြစ်ချင်တာဖြစ်ဘဝပြတ်သွားဆုတ်ပြတ်သွားလည်းအရေးမကြီးဘူးဘလို့ဖြစ်အရေးမကြီးဘူးဘာဖြစ်လဲဟိုမှာ YouTube ကဝင်ငွေရရင်ပြီးရောဆိုဟိုဘက်ကအုပ်စုကလုံနေအဲ့တော့ဒီဘက်ကလူပညာရှင်တွေကအဲ့ဒါကိုသိဖို့လိုတာကိုယ်နဲ့တစ်ဖက်တည်းလို့ထင်ခဲ့ပေမဲ့ကိုယ်နင်းပြီးတော့ YouTube မှာပတ်စံရှာနေတာကိုလည်းသိကြဖို့လိုတယ်နော်တချို့လူပညာရှင်တွေပြောတာပါသိကြဖို့လိုတာပေါ့ဗျာအဲ့တော့ဘာပြောပူပေါင်းပေါမှုမှာတော်တော်လေးသူတို့နားလည်ဖို့လိုတာပေါ်ပေါက်ချိနေတာပေါ့နော်သူတို့စိတ်ထဲမှာငါတို့တော့ဟိုဒီလိုပြည်ဟိုဘာကောမလဲရုပ်ကပွဲကူညီပေးလိုက်လို့ငါတို့ပြည်သူများမုန်းပြီလားမသိဘူးဆိုတွေးကောင်းတွေးနေလိမ့်မယ်ခင်ဗျားတို့ဘယ်ပြည်သူမှမမုန်းခင်ဗျားတို့တကယ်အားပေးတဲ့ပြည်သူအစ်စ်ကမမုန်းအစကတည်းကခင်ဗျားတို့အားပေးတဲ့လူမဟုတ်တဲ့သူတွေကသာမုန်းတာခင်ဗျားတွေအစတည်းခင်ဗျားတို့ဒုက္ခရောက်တော့မြင်နေတဲ့လူတွေကသာခင်ဗျားတို့ပြောရပြီးတော့မုန်းသလိုဟန်ဆောင်ပြီးတော့ဖဲ့တာပို့ရရင်ပြောရတယ်အဲ့တော့သိဖို့လိုတာက
မြန်မာနိုင်ငံထဲမှာပရိသတ်9တန်းတန်း90ကျော်ရှိနေသေးတယ်ပြည်သူတန်း90ကျော်ရှိတယ်ထွက်ပြေးသွားတာကအမှုပညာရှင်ဟာအယောက်100မပြည့်ဘူးဒီမှာကျန်နေခဲ့တာထောင်နဲ့ချီရှိတယ်အဲ့တော့စဉ်းစားကြရမှာက1000နဲ့လူ1000နဲ့ချီဆိုကျန်ခဲ့တော့အမှုပညာရှင်တွေကအုံတော်မရှိကြက်မပြည့်တာလားထွက်ပြေးတဲ့ကောင်တွေကအုံတော်မရှိကြက်မပြည့်တာလားဘယ်ကောင်ကကြက်မပြည့်တာလဲဘယ်ကောင်ကပို့ပြီးတော့အကြောက်တရားရှိပြီးတော့ဘယ်ကောင်ကပို့ပြီးတော့ကိုယ်နိုင်ငံနဲ့ကိုယ်နိုင်ငံခြေတစ်ဖောင်းမခွာပဲအေးဆေးနေနေတာဘယ်ကောင်ကအကြမ်းဖက်မှုလိုလာတာလဲဆိုတာခင်ဗျားတို့ကလည်းသိဖို့လိုတယ်နောက်တစ်ခုကပရိသတ်တွေကြည့်လိုက်ခင်ဗျားတို့အားမပေးမှာတော့ဒီပရိသတ်တွေတန်း90ကျော်လုံးကအကောလုံးကခင်ဗျားတို့လက်ကြည့်မဟုတ်တော့ဘူးလေအခုတန်း90ကျော်ထဲမှာပြပထွက်သွားတဲ့လူကဘယ်နှယောက်ရှိလို့တော့ဒါအဖြေပဲအဲ့တော့နိုင်ငံထဲမှာကြံနေခဲ့တဲ့လူဦးရေအင်အားကသာလျှင်ပြည်သူအင်အားလို့ခေါ်တယ်အဲ့ဒါကိုအမှုပညာရှင်တွေအုပ်စုတွေကပူပေါင်းပါဝင်ပြီးတဲ့အမှုပညာရှင်တွေသိဖို့လိုတယ်ဒါကြောင့်ကျွန်တော်ကဒီနေရာမှာအမှုပညာရှင်တွေပါဝင်လာတဲ့အမှုပညာရှင်တွေအကုန်လုံးကိုကျွန်တော်ကတော့ပို့လည်းပြောတာခင်ဗျားတို့ရှေ့မှာကျွန်တော်ဘယ်လောက်ပဲပြောခဲ့ဝေဖန်ခဲ့ပြောခဲ့ဒီနေ့ဒီကိစ္စတစ်ခုနဲ့ဒီနေ့ဒီလိုပြောပြတာနဲ့ခင်ဗျားတို့တော်တော်လေးခင်ဗျားတို့ကျွန်တော်ဘာပြောအသိမှပြုပါတယ်တကယ်အသိမှပြုပါတယ်တကယ်စိတ်ထဲအသိမှပြုပါတယ်ပြီးတော့ခင်ဗျားတို့ဟိုဘက်ကဖက်ရတဲ့ကိစ္စတွေမှတ်တယ်လေကျွန်တော်ပြန်ဖက်မှာပဲခင်ဗျားတို့ဘက်ကကျွန်တော်ပြန်ဖက်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခင်ဗျားတို့ကတိုင်းပြည်တစ်ပြည်ရဲ့ခြံစည်းရိုးစီဝင်တစ်ခုထဲမှာအတူတူနေကြတာစိုးတူကောင်းပဲအတူနေကြရမှာအတူတူနေကြရမှာခင်ဗျားတို့ကိုယ်တိုင်မပါသေးကျွေးကျွန်တော်ခင်ဗျားတို့စိုးတူကောင်းပဲရက်တည်မှာခင်ဗျားတို့ကိုယ်တိုင်ကနေပြီးတော့ဒီဘက်ကိုလည်းမျက်နှာပြတာဟိုဘက်ကိုလည်းဖင်ပေးထားတဲ့ပုံစံမျိုးလုံနေတော့အဲ့ဒါဆိုတော့ခင်ဗျားတို့တွေ့မှာအဲ့တော့ခင်ဗျားတို့ကိုယ်တိုင်ကကိုဒီခြံကိုဝင်းထဲမှာစိုးတူကောင်းပဲအတူနေမလားကိုယ့်ဘက်ကခြံစည်းရိုးရဲ့ပြပနေခွေးလိုဟောင်းနေတဲ့အုပ်စုနဲ့ခင်ဗျားတို့ကအတူတူလို့ခင်ဗျားတို့ခံစားမလားကြိုက်တာစဉ်းစားဒီကောင်တွေကခြံစည်းရိုးပြင်ကိုရောက်သွားတဲ့ခွေးတွေလိုပဲခင်ဗျားတို့သိဖို့လိုတယ်အဲ့ကိုယ်ခြံစည်းရိုးရဲ့အပြင်ကိုရောက်သွားတဲ့ခွေးတွေလိုပဲခြံစည်းရိုးပြင်ရောက်တဲ့ခွေးတွေရဲ့အိမ်နဲ့အေရှင်လှမ်းဟောင်းတာကိုခင်ဗျားတို့အဲ့ဒါကိုကြောက်နေမယ်ဆိုရင်တော့အေးဆေးသာနေလိုက်အဲ့ခြံစည်းရိုးပြင်ဟောင်းတဲ့ခွေးဆိုတာခြံနဲ့ဝင်ကြရဲတတ်တိလေးရှိအောင်မို့အဲ့တော့တတ်တိရှိရင်တို့ပြန်လာခိုင်းကြည့်လိုက်ဘယ်ကောင်ပြန်မလာရဲဘူးဒါကြောင့်ခြံစည်းရိုးပြင်ဘက်ကဟောင်းနေတဲ့ခွေးတွေကိုခင်ဗျားတို့ကစိုးရိမ်နေမဲ့စားဒီခြံဝင်းထဲမှာအတူတူကစိုးတူကောင်းပဲအတူတူကျွန်တော်တို့အတူတူလက်တွဲညီနေကြရမှာဖြစ်တယ်ဒါကိုခင်ဗျားတို့သိဖို့လိုတယ်နော်အဲ့တော့နိုင်ငံတော်ကြီးရဲ့တာဝန်ရှိသူတွေလည်း